မီတာဝက်လောက်ရှည်တဲ့ပိုက်တစ်ခုကိုငန်းတကောင်ရဲ့လေရောင်းတဲ့အတင်းထိုးထည့်လိုက်ပါတယ်စီကနဲ့ရောထားတဲ့ပြောင်းဘူးနဲ့အများအများကိုဖိအားမြင့်ပန့်နဲ့သူ့ရဲ့ပိုက်ထဲဓာတ်ရိုက်ထိုးသွင်းလိုက်တာပါပါဇက်ကပိုက်မညာတော့ပဲပြောင်းဘူးနှစ်တွေအပြင်ကိုလှမ်းကျလာပါတယ်သူ့ရဲ့ပိုက်ကလည်းမြေကင်းနဲ့ကပ်နေပြီးတလန်းတောင်မရွေ့နိုင်တော့ပါဘူးနေစဉ်နဲ့အမျှသူ့ရဲ့အသေးဟာတွေးအိုင်လာပြီးရောင်ရမ်းကမာကျောလာပါတယ်နောက်ဆုံးမှာတော့အကောင်းစားငန်းအသေးအဖြစ်ထမင်းစားပွဲပေါ်ရောက်ပြီးအလွှာလိုက်အလီးခါရပါတော့တယ်သူ့ဘဝတတန်းတစ်ချောင်းမှာအစာတန်ချိန်ပေါင်းများစွာမျိုးချော့ခဲ့ပြီးမြဲကောင်းကင်ဘော်ကိုတခါမှမပြန်တမ်းဘူးသလိုလမ်းတောင်ကောင်းကောင်းမလျှောက်ဖူးပါဘူးသူတေဆုံးချိန်မှာတော့သူ့ပိုက်ထဲမှာမချေဖဲရသေးတဲ့ပြောင်းဘူးတွေနဲ့ပြည့်နေပါတယ်အခုအဲ့ဒီမွေးမြူလေးခြံကနေအကြည့်လွယ်ပြီးဆိုဖာပေါ်မှာ2နာရီကြာအောင်မလုံမရှမိန်နေတဲ့တင့်ကိုတင်ပြန်ကြည့်လိုက်ပါနေ့တိုင်းမျက်လုံးပွင့်တာနဲ့ဖုံးကိုဖွင့်ပြီးအပိုင်းအစအချက်အလက်တွေကိုတင့်အုံနောက်ထဲအတင်းတွက်သွင်းနေပါတယ်တင်ကတော့ဓာတွေကိုစိတ်ဝင်စားနဲ့နားထောင်ပြီးငါတော့ဘ ഹു တုတတွေကျွယ်ဝနေပြီငါတော့အောင်မြင်တော့မယ်လို့ထင်နေတာပေါ့တင်ရဲ့ save ထားတဲ့ file တွေက99 plus ထင်နေပြီတင်ရဲ့ cloud သိမ်းစည်းမှုကလည်းပြည့်လို့အနီရောင်ပြနေပါပြီဒါပေမဲ့လက်တွေ့ဘဝမှာတော့တင်ဟာကုတ်တကြောင်တောင်မရေးဘူးသေးဘူးဒိုက်တစ်ခါတောင်မထိုးဘူးသေးသလိုစပွဲပေါ်ကအမှိုက်တွေကိုတောင်မလွန့်ပြဟာသေးပါဘူးတင်ပြိုချနေတာတွေကအနှစ်သာရတွေလိုတင်ဖြစ်နေပေမဲ့တကယ်တော့တင်ပြိုချနေတာကအကိုက်အခဲပျောက်စေးတွေပါဒါဟာတင်ရဲ့တာမန်ဘဝကိုလည်းမကုသပေးနိုင်သလိုတင်ဘဝကိုလည်းတိုးတက်မလာစေပါဘူးအဲ့ဒီအရာတွေကတင်အုံနောက်ထဲမှာပိတ်မိနေပြီးစိုးရိမ်ပူပန်မှုကလွယ်လို့ဘာမှထွက်မလာပါဘူးအဲ့ဒီပိုက်ကိုဆွဲထုတ်လိုက်ပါဆက်ပြီးမျိုးမချော့ပါနဲ့တော့ဖောင်းကိုဘေးချလိုက်ပါအသက်ပြင်းပြင်းရှူပြီးထရက်လိုက်ပါလက်တွေ့လှုပ်ဆောင်ပါအချက်အလက်ပေါင်း1000ကိုသိနေတာထက်စာရင်လက်တွေ့ကိုယ်လိုက်တစ်ခုခုကိုအကောင်အထည်ဖော်လိုက်တာကပိုအရေးကြီးပါတယ်တင်းရဲ့ဘ ഹു တုတကျွယ်ဝမှုဆိုတဲ့အရာတွေကတင်းအုံညောက်ကိုပဲပြည့်ပြီးတင်းဘဝကိုတော့အလားဟတမဖြစ်ပါစေနဲ့စိတ်ပညာဘ ഹു တုတတွေအတွက် follow လုပ်တာနော်